မင်္ဂလာပါရှင် Orient Palace Hotel and Resort နေပြည်တော်မှကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ Orient Palace Hotel and Resort နေပြည်တော်ရဲ့ Presidential Suite အခန်းမျိုးစားလေးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါရှင်အတူတကွလိုက်လံကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါရှင် Presidential Suite အခန်းမျိုးစားလေးရဲ့ညာဘက်ချမ်းလေးမှာတော့ Dining Room လေးကိုထားရှိပေးထားတာပဲဖြစ်ပါရှင်Dining room လေးကနေဆက်သွားလိုက်ရင်တော့အဲ့တဲ့ကိုအဆင်ပြေစေမဲ့ kitchen လေးကိုထားရှိပေးထားတာပဲဖြစ်ပါရဲ့ရှင်။ kitchen လေးရဲ့ကက်လေးရဲ့အခန်းလေးမှာတော့ bathroom လေးနဲ့ toilet လေးပါဝင်နေမဲ့အခန်းလေးကိုထားရှိပေးထားတာပဲဖြစ်ပါရဲ့ရှင်။ဒီ bathroom လေးမှာတော့ bathtub လေးကိုထည့်သွင်းပေးထားတာပဲဖြစ်ပါရဲ့ရှင်။ Presidential Suite အခန်းမျိုးစားလေးရဲ့ညာဘက်အစွန်ဆုံးခန်းလေးမှာတော့ဧည့်သည်တော်များတက်တာနဲ့အပန်းဖြေအနားယူနိုင်ဖို့အတွက်ရေဝန်းကားရဲ့ living room လေးကိုထားရှိပေးထားတာပဲဖြစ်ပါရဲ့ရှင်။ Facility အနေနဲ့ကလည်း TV နဲ့ mini bar လေးတွေကိုလည်းထည့်သွင်းပေးထားတာပဲဖြစ်ပါရဲ့ရှင်။ဒီ Presidential Suite အခန်းမျိုးစားလေးရဲ့ဘယ်ဘက်အချမ်းမှာလည်းဘာရှိမလဲဆိုတာကိုလိုက်ကြည့်ပါအောင်နော်။လုပ်ကိစ္စနဲ့လာရောက်တဲ့ခိုရဲ့ဧည့်သည်တော်များအတွက်လည်းစင်ပြေစေနိုင်ရန်အတွက်ကွန်ပျူတာ printer လေးတွေပါဝင်တဲ့ business table လေးကိုလည်းထားရှိပေးထားတာပဲဖြစ်ပါရဲ့ရှင်ဒီခန်းလေးကတော့ Presidential Suite ရဲ့ကျယ်ဝန်းလာတဲ့အိတ်ခန်းလေးဖြစ်ပြီးတော့ double bed အမျိုးအစားလေးကိုထည့်သွင်းပေးထားတာပဲဖြစ်ပါရဲ့ရှင်ကျန်ရဲ့ကရမှာတော့ changing room လေးကိုထားရှိပေးထားတာဖြစ်ပြီးတော့ဒီ changing room လေးရဲ့တစ်ဖက်မှာတော့24 hour ရေပူရေးရရှိမဲ့အပြင်ဂျာကူစီလေးပါရှိနေမဲ့ bathroom လေးကိုထားရှိပေးထားတာဖြစ်ပါရဲ့ရှင်ဒီ Presidential Suite အခန်းမျိုးစားလေးရဲ့ထူးခြားချက်ကတော့ private swimming pool လေးပါရှိနေတာဖြစ်ပြီးတော့အဲ့တဲ့ရောများတက်တာနဲ့ချေလို့ရမယ်နေရာကောင်းလေးတစ်ခုလည်းဖြစ်ပါရဲ့ရှင် Swimming pool ရဲ့တစ်ဖက်မှာလည်း outside dining place တွေကိုထားရှိပေးထားတာပဲဖြစ်ပါရဲ့ရှင်နေပြည်တော်ကိုအလဲတစ်ခေါက်လာရောက်ဖို့စဉ်းစားနေတဲ့ဧည့်သည်တော်များအတွက် Orient Palace Hotel and Resort နေပြည်တော်ရဲ့ Presidential Suite အခန်းအမျိုးအစားလေးမှာတည်းခိုဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေရှင်